လက်နဲ့များရင်ရောတဲ့ပြောနေမှာလားဒါလူပြိုစစ်မစစ်အပြိုစစ်မစစ်ဆိုတဲ့ post အောက်မှာလာမေးသွားတဲ့မေးခွန်းပေါ့နော်အဲ့တော့ဘဟုတုတအနေနဲ့ပဲဖြေပေးချင်ပါတယ်အဲ့တော့ဒီ hand job တကူရေးအာသာပြေချင်းလူပြိုစဝင်လာပြီးအမျိုးသားတွေအများစုကလူပြိုစဝင်လာပြီးအသက်ရတကူရလာပြီးဆိုရင်အသက်အရွယ်မရွေးပေါ့ဒီလက်နဲ့အာသာပြေချင်းကိုလှုပ်ဆောင်ကြတာများတယ်အဲ့တော့ဒီလက်နဲ့အာသာပြေချင်းကစိုးကျိုးရှိလားကောင်းကျိုးရှိလားပေါ့အဲ့တော့လက်နဲ့အာသာဖြည့်ခြင်းကဒီပါတနာနဲ့ထိုးတွင်းလိန်ဆက်ဆံတာလောက်တော့ကောင်းကျိုးအများကြီးမခံစားရဘူးစိုးကျိုးအများကြီးရှိလားဆိုတော့စိုးကျိုးအများကြီးတော့မရှိဘူးဒါပေမဲ့ရေရှည်အတွက်ကျတော့ဘာစိုးကျိုးတွေရှိမလဲဆိုတော့မမီဒီဗီဒီယိုလေးနဲ့ဖြည့်ကြားပေးချင်ပါတယ်အဲ့တော့မမီတို့ဒီအမျိုးသားတွေကဒီလိန်တန်ကိုဒီလက်နဲ့အမြဲတမ်းအာသာဖြည့်ခြင်းကဒီပါတနာနဲ့လိန်ဆက်ဆံတာလောက်တော့ကောင်းမွန်သောရလဒ်တွေအများကြီးမခံစားရဘူးဒီပါတနာနဲ့လိန်ဆက်ဆံတဲ့အခါမှာဘယ်လိုကောင်းကျိုးတွေရလဲဆိုတော့နှလုံးခုန်နှုံးတွေမြန်လာပြီးနှလုံးအားကောင်းစေတယ်သွေးလက်ပတ်အားကောင်းစေတယ်နောက်ပြီးတော့စီးကျိတ်ကင်ဆာကာကွယ်ပေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီဘောနော်သူကအားကစားတစ်ခုလုပ်တယ်လို့ပဲနည်းနည်းတော့မောတယ်လို့ပန်းတယ်လို့ဖြစ်တယ်ဒါပေမဲ့တက်လုံအားကောင်းတယ်ပေါ့နော်သူကအားကစားတစ်ခုလုပ်တယ်လို့ပဲအဲ့တော့ပါတနာနဲ့လိန်ဆက်ဆံခြင်းကတော့ပို့ပြီးတော့ဒီ hand job လုပ်တာထက်ပို့ပြီးအားသာချက်ရှိတယ်ပေါ့ဒီ hand job ကိုရေရှည်လုပ်မယ်ဆိုရင်ဘာအကျိုးဆိုးကျိုးရှိလာလဲဆိုတော့အမေတို့ဒီရဲ့လိန်တန်ကိုအမြဲတမ်းသွန်းလိုက်တွင်းလိုက်ဒီအရှိတိုးလိုက်အနောက်ဆုပ်လိုက်အဲ့လိုလုပ်ပြီးမြောက်သွားရင်ဆန္ဒကတော့ပြီးမြောက်မယ်ဘာရရလာလဲဆိုဒီအမျိုးသားအင်္ဂါတွေမှာထောင်မှတ်လာပြီဆိုသွေးကြောလေးတွေရှိတယ်အဲ့သွေးကြောလေးတွေကရေရှည်အမြဲတမ်းအာသာဖြစ်သွားမယ်ဆိုရင်သွေးကြောတွေကထိခိုက်မှုရှိလာနိုင်ပြီးတကယ်ကိုယ်ပါတနာနဲ့ဆက်ဆံတဲ့အခါမှာမထောင်မှတ်တဲ့အခြေအနေမျိုးတွေကိုလည်းကြုံရတတ်တယ်။နောက်တစ်ခုကပါလဲဆိုတော့ကိုယ့်ကိုအာသာဖြေပြီးကိုယ့်ကိုပြီးမြောက်သွားလို့ရှိရင်တကယ်ကိုယ့်ရဲ့ပါတနာနဲ့ဆက်ဆံတဲ့အခါမှာတုံ့လွတ်စောတာမျိုးတွေလည်းဖြစ်နိုင်တယ်။နောက်တစ်ခုကပါလဲဆိုတော့ကိုယ့်ရဲ့ပါတနာဆန္ဒမပြီးမြောက်သေးဘူးကိုကအရင်ပြီးမြောက်ပြီးတော့ဒီရဲ့ကိုဟာကိုပြီးမြောက်ခြင်းအဖြစ်တုံ့လွတ်စောပြီးကိုယ့်ရဲ့တုတ်ကိုမထိန်နိုင်ပဲနဲ့တယောက်တည်းပြီးမြောက်တဲ့ခံစားမှုမျိုးကိုခံစားတတ်တယ်ပေါ့ဒါကရေရှည်ကိုယ့်ရဲ့ပါတနာကလည်းခံစားမှုမကောင်းလာလို့ရှိရင်အဲ့တော့ကိုကပဲအရင်ပြီးမြောက်ပြီးတစ်ဖက်ကအမျိုးသမီးကမပြီးမြောက်ဘူးဆိုရင်ရေရှည်ကိုယ့်ရဲ့ဒီပါတနာအမျိုးသမီးလည်းစိတ်ပြတ်သွားပြီးတော့အစမပြေမှုများတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့တကူရဲ့အာသာဖြည့်ခြင်းရဲ့စိုးကျိုးနဲ့ကောင်းကျိုးတော့မမေပြောပြပေးသွားပြီနောက်ထပ်ဒီတကူရဲ့အာသာဖြည့်ခြင်းကတော့လုံးဝဒီအကာအကွယ်မဲ့လိန်ဆက်ဆန်တာထက်တော့အန္တရာယ်ကင်းတယ်တို့တော့ရေရှည်ဒီလိုကြီးပဲလှုပ်ဆောင်သွားမယ်ဆိုနောက်ပိုင်းကြလို့ရှိရင်ဒီ hand job ကိုပဲပို့ပြီးဆွဲမှတ်လာတယ်ဒီအမျိုးသမီးတွေနဲ့ဒီကိုယ့်ရဲ့ပါတနာတွေနဲ့လိန်ဆက်ဆန်ခြင်းစိတ်ကပျောက်လာတယ်ပေါ့နော်အဲ့လိုတကယ်ပါတနာတွေနဲ့လိန်ဆက်ဆန်တဲ့အခါမှာလည်းဒီ hand job လောက်ကောင်းတဲ့ခံစားမှုမျိုးကိုhand job ကကိုကောင်းတယ်ဆိုတော့စိတ်ခံစားမှုကလည်းဖြစ်လာနိုင်တတ်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့တကူရဲ့အာသာဖြည့်ခြင်းကတော့ဒီလိုကောင်းကျိုးလေးတွေရှိတယ်စိတ်ပြီးစီးမှုကိုရော့ချစေတယ်ရန်ဖန်ရခါပဲလှုပ်စေခြင်းနဲ့များသောအားဖြင့်ဒီအမျိုးသားတွေကကျတော့မမေတို့အမျိုးသမီးတွေလို့ဒီလို message လာပြီးအညစ်အကြေးတွေကိုစွန့်တဲ့တကလာတခါစွန့်တဲ့အညစ်အကြေးနေရာကမရှိဘူးဒီ hand job နဲ့အာသာပြေတာမျိုးကိုယ့်ရဲ့ဒီခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစိတ်အတောက်တွေကိုဒီရဲ့တုပ်နဲ့ပဲတုပ်လို့ခြင်းအဖြစ်ပဲအစိတ်အတောက်တွေကိုထုတ်ပြလိုက်တာမျိုးဖြစ်တဲ့အတွက်ကြောင့်ကတော့ရန်ဖန်ရန်ခါ hand job လုပ်ပြီးအာသာပြေခြင်းကတော့ကောင်းတယ်တို့တော့ပါတနာနဲ့ပို့ပြီးထိုးတွင်းဆက်ဆံတာမျိုးကတော့ပို့ပြီးအကျိုးကျေးဇူးကကောင်းကျိုးတွေကပိုများတယ်လို့မှပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဲ့တော့တချို့ဒါတွေကလူအများစုနဲ့ပတ်သက်ပြီးလူအများစုနဲ့အိပ်ပြီးဒီအကြောင်းအရာတွေကိုတိနေစရာမလိုပါဘူးစာအုပ်များများဖတ်ပါစာအုပ်များများဖတ်ဖို့အချိန်မရှိဘူးဆိုရင်မမေကိုတိချင်တဲ့မေခွန်းတွေကိုဒီလို format လေးတွေနဲ့မေးနိုင်ပါတယ်ပောက်ကရမေခွန်းနဲ့မမေကမဖြေပါဘူးတခါလဲ block ပါတယ်အဲ့တော့ဘူဒုတာလေးတွေကိုတိချင်တဲ့မေခွန်းတွေရှိရဆိုရင်မမေအကောက်ကို like and follow လုပ်ပြီးတော့စိုက်တဲ့မေခွန်းတွေကိုမေးနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်